Maybe you might driving in Paya if you're piano to like it. Oh, wait. The car blue young or low. The man, the cow show you my soup flying iron. Oh, Pupia. Why are you not? The man, 3 years in New Zealand, the Pupia on my way, so I like it. Joy my account, Yawa, you my dad, you know, switch a common, teaching the bone. But my amount search about my DRIVING. ENPIRE driving empire လို့ရိုက်ပြီးလိုက်ပါခင်ဗျာနောက်ပြီးရင်ဒီမှာအပေါ်ဆုံးမှာတွေ့တဲ့ game ပေါ့နော်အဲ့ game လေးတော့ဝင်သွားတယ်မယ်ဟိုခဏလေးတော့စောင့်လိုက်ပါနည်းနည်းလေးတော့ကြာတယ်ခဏလေးစောင့်ပေးလိုက်ပါခင်ဗျာအဲ့ဒီမှာပထမလာချင်းပြောရင်ဒီမှာဒီမှာကား3ကြီးရွေးခိုင်းတယ်ပေါ့ကျွန်တော်ဒီမှာဘန်ဒလီလေးကိုပဲရွေးလိုက်မယ်ပြီးတော့ဒီကားကြီးကကျွန်တော်ပြန်ပြီးလေးရောင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီโอเคကျွန်တော်တယ်လီပေါ့ပေါ့နော်ဒီနေရာလေးဒီမှာအပြာရောင်တဲ့ဟာလေးပေါ့နော်အဲ့ထဲဒီမှာ race shot မဟုတ်ဒီ NASCAR ဆိုတဲ့ဟာလေးပေါ့နော်ကျွန်တော်အတန်တော့မိုင်းလည်းမှားသွားမယ်မှားသွားရင်လည်းကျွန်တော်တောင်းဝင်နေပေါ့နော်ဒီ dealership ဆိုတဲ့ဟာထဲကိုကျွန်တော်ဝင်ပေးလိုက်ပါခင်ဗျာဝင်ပြီးရင်ကျွန်တော်ခဏဆောင်ပါโอเคဒီမှာရောက်သွားပြီပေါ့နော်လမ်းတိတ်မကောင်းဟာပြီးရင်ဒီမှာကား3စီးတွေ့လိုက်မယ်အဲ့တော့ကျွန်တော်တိတ်မကြည့်နဲ့ပေါ့နော်တိတ်ပြီးမကြည့်ဘူးကျွန်တော်ဒီဘဲနဲ့စကားပြောပေးလိုက်ပါwebsite လူနာစာပေါ့အဲ့ဒါကြီးလည်းမဖတ်ပါနဲ့ခင်ဗျာဒီအောက်ကဒီမြားလေးနဲ့ဟာကိုပဲနှိပ်ပေါ့နော်ဟုတ်ပြီနောက်ပြီးတို့ဒီမှာကား3စီးရွေးထားလိုက်ပေါ့နော်အဲ့ဒါခုနကကျွန်တော်တွေ့တဲ့ဒီကား3စီးကိုပြပါနော်အဲ့ဒါကျွန်တော် free ရနေပေါ့နော်အဲ့ဒီမှာကိုကြိုက်တဲ့ဟာတစ်စီးရွေးလိုက်ပေါ့နော်ဒါပါပဲကျွန်တော်ဒီအလဲကဟာဒီပဲရွေးလိုက်မယ်ကျွန်တော်အဲ့ဆိုရင်တော့ကျွန်တော်ဒီမှာရပါပြီပေါ့နော်โอเคတည့်ရလူရလည်းတီးမတည့်ရလူရမတီးဘူးပေါ့နော်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပဲသွားအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ကြမယ်ဘိုင်ဘိုင်ကျွန်တော်ပြောချင်မိကြံခဲ့တာဗာလဲဆိုရင်ဒီစုဖလားတွေကိုဘယ်လိုရအောင်လုပ်မလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တယ်လီဖော့တဲ့ဟာလေးကိုဝင်ပြီးဒီမှာဒီရရှိထဲကိုပြန်နှိပ်လိုက်ပေါ့နော်ပြန်အဲ့မှာကျွန်တော်ပြမယ်ဒီမှာကိုကြိုက်တဲ့ကားတစ်စီးကိုပဲကိုယူလိုက်ယူပြီးရင်ဟောလိုင်းမကောင်းပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်ကြည့်လိုက်အောင်ခဏလေးပေါက်တွေ့ပြီโอเคဆိုကားတစ်စီးယူလိုက်ပါယူလိုက်ပြီးရင်တော့ဒီမှာဒီလိုတက်သွားမယ်တက်သွားပြီးရင်ဒီမှာဘက်ကိုကွေးလိုက်မယ်ပေါ့နော်ဘက်ကိုကွေးပြီးတောက်လျှောက်မောင်းလာအဲ့မှာစုရည်ပါဒီဘယ်မှမကွေးနဲ့တက်သွားမောင်းပြီးအဲ့မှာတွေ့လားဒီမှာစုရည်မြင်မှာကျွန်တော်အခု live မကောင်းလို့အဲ့စုရည်နဲ့ဒါလေးလေးရလဲဆိုဒီကားတွေရအောင်ဒီလိုပုံနေပြောင်းလို့ရတယ်အဲ့ဒါ95နဲ့ပြောင်းနေပြီးတော့ဘိန်းနေဝင်ဒီစုဖလားနေနဲ့ပဲဝင်ရတာပေါ့နော်အဲ့ဒီမှာတွေ့ရစုဒီလမ်းတက်ရွေးမှာအဲ့ဆိုရင်တော့တွေ့ရတယ်နော်အဲ့တော့ဒါပါပဲ